မိငရလောက်ထားတဲ့နှစ်ပေါင်း900ကျော်တက်တန်းရှိတဲ့ကလောမျိုးရဲ့အံဖွယ်မဟာမုနီမိပြသမိုင်းအကြောင်းကိုသိကြကြလာဖြစ်အားလုံးပဲမင်္ဂလာပါကလောလက်ပါမှာပြင်နေကြည့်ဆိုပါရယ်ဒီပြပြပြီးတော့မှာတော့ကလောမျိုးရဲ့သမိုင်းဝင်မဟာမုနီမိပြသမိုင်းအကြောင်းကိုတင်ဆက်ပေးတော့မှာမို့ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းဖိတ်ခေါ်ပါရရှင်ကလောမျိုးလေးရဲ့အေးချမ်းမို့ရင်းနဲ့တောင်တန်းနေသားမှာတဝက်ချက်ပြင်းနေတဲ့ချီဟောင်ရနာတစ်ပါးရှိပါရယ်ဒါကတော့မဟာမုနီမိပြပဲဖြစ်ပါရဲ့ဒီဒီနေ့တို့အနေနဲ့သိကြည့်လိုက်ပါနီးနဲ့ရက်လုတ်ပြီးပြုလုပ်ထားတဲ့ရုပ်ပွားတော်တစ်ခုဟာနှစ်ပေါင်း900ကျော်မပြည့်စည်တဲ့အားကြောင့်ရှိရလေဒီဒီနေ့တို့အနေနဲ့တွေးကြည့်ပါသလားမတွေးကြည့်ဘူးရင်ခင်ဗျားတို့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းခင်ဗျားပြောဖိတ်ခေါ်ပါရရှင်သမိုင်းကြောင်းကိုပြန်လည်ကြည့်မယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း900ဝန်းကျင်ကပြင်မာကုန်းရွာလေးရဲ့အမိုးအကာမဲ့နေရာမှာတစ်စီအုပ်ထားတဲ့မိဖုရားရုပ်ပွားတစ်ခုကိုစတင်ပြရှိခဲ့ကြပါတယ်။တကယ်တော့ဒီမိဖုရားရုပ်ပွားတော်ရဲ့ကိုတစ်တာရုပ်ပွားတော်အများပြားကိုတွေ့ရှိခဲ့ပေမဲ့မတမာသူရဲ့ခိုးယူမှုကြောင့်ဒီမိဖုရားရုပ်ပွားတော်တစ်ခုပဲကျန်ရစ်ခဲ့တဲ့အတွက်ပိုပြီးတော့မှတန်ဖိုးရှိနေပါတယ်။သမိုင်းပညာရှင်ဒေါက်တာဦးခင်မောင်ညွန့်ရဲ့မှတ်ချက်အရပထမအင်ဝါခေတ်ကလက်ရလို့ပညာရှင်တွေကသတ်မှတ်ထားပါရဲ့ရှင်။အချိန်ကာလကြာမြင့်ခဲ့ပေမဲ့ဒီရှိနေတဲ့ဒီဘုရားဟာတကယ်ကိုအံ့ဩစရာအဖြစ်ဒီနေ့ထိတိုင်းရှိနေပါရဲ့ရှင်။ဒီဘုရားကြီးဟာကလောမျိုးကိုလာတဲ့ခရီးသွားတွေနဲ့ဖျားဖို့တွေကိုဆွဲဆောင်နိုင်တဲ့ထူးခြားတဲ့အချက်တွေလည်းရှိပါတယ်။သိပ္ပံနဲ့ဝိဇ္ဇာအရာတွက်ချက်ကြည့်မယ်ဆိုရင်ဒီဘုရားဟာထူးခြားတဲ့အဖွယ်အချက်၅ချက်တွေကတော့တစ်ချက်ကတော့အချိန်ကာလကိုကျော်ဖြတ်နိုင်ခြင်း။နီးနဲ့ရက်လောက်ထားပြီးမဲ့နှစ်ပေါင်း900ကျော်ရဲ့အချိန်မပြတ်စီတဲ့တည်တတ်နေခြင်း။နံပါတ်1တစ်ချက်ကမိသိနိုင်ခြင်းမိဘတန်ကနေပြီးတော့ကင်းဝေးစီရဲ့တကူတော်ရှိရဲလို့ယုံကြည်ကြခြင်းနံပါတ်3တစ်ချက်ကဆုတောင်းခြင်းယုံကြည်စွာဆုတောင်းပါကပြည့်ရဲဆိုတဲ့သတင်းစကားတွေရှိခြင်းနံပါတ်4အချက်ကတော့ရောင်ကြည်ရောကုန်နေခြင်းအခါအားလျော်စွာမုံဦးသက်တော်ရစီပြီးတော့မှရောင်ကြည်ရောကုန်နေရတွေကိုတွေ့ရလိမ့်ရှိခြင်းနံပါတ်5အချက်ကနီးရဲစစ်မှန်မှုကိုတက်တည်ကြခြင်းနိုင်ငံခြားသားတွေလာရောက်မိလာတဲ့အခါမှာနီးနဲ့ရဲလို့ခါကြောင်တက်တည်ကြရဲ့အတွက်ဆရာတော်လေးပါးမှာပို့ဆောင်ရခြင်းပို့ပါလာခြင်းလိုပဲဖြစ်ပါရဲ့ရှင်။ကလောမျိုးလေးကိုရောက်သွားတဲ့အခါအေးချမ်းမှုနဲ့အတူဒီလိုတမိုင်းရရှိအောင်ဝင်နေသူကိုဒီချင်းမင်းတို့အနေနဲ့လက်တွေ့ဖွင့်ရောက်ဖို့လည်းဖိတ်ခေါ်ပါရဲ့ရှင်။ဒီချင်းမင်းတို့ကကလောမျိုးကိုရောက်ရင်ရောက်ကိုဖွင့်ရောက်ဖို့စိတ်ရှိပါသလား။ဒါမှမဟုတ်ဖွင့်ရောက်ပြီးသားဆိုလို့ရှိရင်လည်းဒီချင်းမင်းတို့ရဲ့ခံစားချက်တွေကိုကောမန့်မှာမှတ်ပြီးပြပါအောင်ရှင်။သင်ပြောပြသွားတဲ့ကလောမျိုးရဲ့တမိုင်းဝင်ရဲ့မဟာမုနိမိပြသမိုင်းရဲ့အကြောင်းကိုတင်ဆက်လုပ်ပြသွားပါမယ်ရှင်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာလည်းကလောမျိုးရဲ့သမိုင်းကြောင်းတွေနဲ့အတူတူပြန်လာခဲ့ပါဦးမယ်ရှင်။ဘိုင်ဘိုင်ပါရှင်။